အိမ်မှာနေရင်ပတ်စံ free ရှာလို့ရမယ် application လေး app ကြောင်းကိုဒီဗီဒီယိုထဲမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျ။ဘာလို့လဲဆိုလို့ရှိရင်တော့ application ထဲမှာဆိုလို့ရှိရင်တော့အကင်လေးတွေကင်ပြီးတော့မှဝင်ငွေတွေ free ရရှိနိုင်မဲ့ application အကြောင်းတွေကိုဒီဗီဒီယိုထဲမှာဘာလို့မိတ်ဆွေတို့ပြန်လည်ပြီးတော့မှ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျ။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။ဒီကနေ့ဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က game လေးတွေစော်ပြီးတော့မှကျွန်တော်တို့ကအကင်လေးတွေကင်မယ်ကျွန်တော်တို့ပတ်စံတွေရမယ်ကြော်ညာလေးတွေကြည့်မယ်ပတ်စံတွေရမယ်ဒီလိုမျိုးပတ်စံ free ရှာလို့ရမယ် application လေး app ကြောင်းကိုဒီဗီဒီယိုထဲမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျ။ဘာလို့လဲဆိုတော့ပထမဆုံးကျွန်တော်တို့ကဒီ application မတောင်းခင်မှာကျွန်တော်တို့ကပတ်စံကိုဘယ်နေရာကနေပြီးတော့ထုတ်မှာလဲ 2 money နဲ့ထုတ်မှာလား PayPal နဲ့ထုတ်မှာလားအရင်ဆုံးရွေးပေးပါကျွန်တော်တို့PayPal နဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က VPN ကျွန်တော်တို့ကမခံလဲရပါတယ်ဗျတကယ်လို့များကျွန်တော်တို့က 2 money နဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံရဲ့ VPN ကိုခံပြီးတော့မှဒီ application လေးကို down ပြီးတော့မှကျွန်တော်တို့ကပတ်စံတွေ free ရှာလို့ရမှာပဲဖြစ်ပါတယ်ဗျဒီ application လေးရဲ့နာမည်ကတော့ကျွန်တော်တို့က Barbie Shop ပဲဖြစ်ပါတယ်ဗျကျွန်တော်တို့က Barbie BBQ SHORD Shorts BB Shop ပဲဖြစ်ပါတယ်ဗျဒီ application လေးကိုကျွန်တော်တို့က Play Store မှာတွားရောက်ပြီးတော့မှ download လဲရပါတယ်ဗျတကယ်လို့များ Play Store မှာရှာလို့မတွေ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဒီ video ရဲ့အောက်က comment မှာလဲကျွန်တော်တို့ကဒီ application လေးရဲ့ link ကိုကျွန်တော်တို့ကရှာပေးထားမှာပဲဖြစ်ပါတယ်ဗျအပတ်စံထုတ်ဖို့အတွက်နည်းလမ်းကောင်းနေလဲကျွန်တော်တို့ link လေးကိုရှာပေးထားမှာပဲဖြစ်ပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဆင့်ကိုပတ်စံကဘယ်လိုမျိုးထုတ်ရမလဲအဆင့်ကိုလည်းကျွန်တော်link နဲ့တကွာအောက်က comment တွေမှာတစ်ခါလဲပူးတွဲပြီးတော့မှကျွန်တော်တို့က Telegram link ကိုပါကျွန်တော်ကချက်ထားပေးထားမှာဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ application ကို download သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်ဗျဒါမျိုးလေးတွေပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကဏ္ဍဆိုလို့ချင်းကဏ္ဍဆိုပြီးတော့မှတူတာလေးကိုစုပြီးတော့မှကျွန်တော်ပတ်စံတွေကို free ရှာမှာပဲဖြစ်ပါတယ်ဗျဒီကောင်လေးကိုပေါင်းပေးလိုက်ပါကျွန်တော်3ခုပြလို့ချင်းဒီလိုမျိုးကြော်ညာတွေကိုတက်လာမှာပဲဖြစ်ပါတယ်ဗျဒီကြော်ညာတွေတက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကထိုင်းဘတ်ငွေတွေရရှိမှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ကဘတ်ငွေတစ်ကြက်ကိုရရှိမှာပဲဖြစ်ပါတယ်ဗျဒီအောက်ကလက်ကလေးပြထားတာရှိပါတယ်ဗျဒီလက်ကလေးပြထားတဲ့ဟာကိုကျွန်တော်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကကြော်ညာတွေကိုကြည့်ရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ဒီဗီဒီယိုမှာကျွန်တော်ကကြော်ညာတွေကြည့်မရဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကကြော်ညာတွေကိုမကြည့်တော့ပါဘူးဗျ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအချိန်တွေကြာတော့မှကြောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကကြော်ညာတွေကိုမကြည့်တော့ပါဘူးဗျ။ကြော်လိုက်ပါမယ်ဒီကောင်လေးကိုကြော်လို့ရလို့ရှိရင်တော့ကျွန်တော်တစ်ချက်ကြော်လိုက်ပါမယ်ဗျ။နောက်ထပ်ဟာလေးတွေဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ကပူပေါင်းလေးတွေနဲ့ရှယ်ဗျ။ဒီပူပေါင်းလေးတွေကအောက်ဆုံးမှာဗီဒီယိုလေးတွေပါတော့တာတွေ့ရပါလိမ့်မယ်ဗျ။ဒီဗီဒီယိုလေးတွေပါလို့မလို့ကျွန်တော်ဒီပူပေါင်းလေးတွေအောက်ကနေဗီဒီယိုလေးတွေကြည့်လိုက်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအကြော်ညာတွေကြည့်လိုက်ပြီဆိုလို့ရှိရင်လည်းပတ်စံဒေါ်လာတွေကိုရရှိမှာပဲဖြစ်ပါတယ်ဗျဘတ်ငွေနဲ့ဆိုလို့ရှိရင်ဘတ်ငွေကျွန်တော်တို့ကပေးပဲအကောင့်နဲ့လုပ်ထားရဲဆိုလို့ရှိရင်တော့ဒေါ်လာတွေရရှိသွားမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကဒီပူပေါင်းလေးတွေကိုကျွန်တော်မှတ်နှိပ်တော့ပါဘူးဘာလို့လဲဆိုတော့အချိန်ကြာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မှတ်နှိပ်တော့ပါဘူးဗျဒီနောက်ထပ်ကျွန်တော်ဒီမှာဒီကောင်လေးကိုထပ်ပြီးတော့မှပေါင်းပေးလိုက်မယ်ဒီဟာလေးကိုဒီအစိမ်းလေးနဲ့အစိမ်းလေးနဲ့တုံးခုပေါင်းပေးလိုက်မယ်ပျောက်သွားပြီဒီကောင်လေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကထပ်ပြီးတော့ပေါင်းပေးလိုက်ပါမယ်ဗျဒီမှာဆိုလို့ရှိရင်ဒီမှာကွာနေတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာတုံးခုပေါင်းပေးလိုက်မယ်ဒီကောင်ဆိုလို့ရှိရင်ဒီမှာကြော်ညာလေးတွေထပ်ပြီးတော့ကြည့်လို့ရမယ်ဒီမှာဒီအောက်ကအစိမ်းလေးကိုဆက်ပြီးတော့ဒီဟာလေးကိုနှိပ်လိုက်ပါဗျနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ခုနကတော့ဒီမှာကြော်ညာတွေကိုကြည့်ရမှာပဲဖြစ်ပါတယ်ဗျဒီကြော်ညာတွေကပြီးအောင်ကြည့်မှဒါလေးကျွန်တော်တို့ပတ်စံတွေကိုရရှိလာမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ခဏလေးစောင့်ပေးလိုက်ပါကြော်ညာလေးတွေပြီးအောင်ကြည့်လိုက်ပါမယ်ဗျကြော်ညာလေးပြီးအောင်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘေးနားမှာ crossing နဲ့ဒီမှာကျွန်တော်ပတ်စံလေးတွေတော့ရလာပါပြီဗျဒါပြီးလို့ရှိရင်ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ပေါ်လာပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့က2 money နဲ့ကျွန်တော်က join ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်2 money နဲ့ထုတ်မှာလားပါလားဆိုတာကိုဒီနေရာမှာပြထားတာပဲဖြစ်ပါတယ်ဗျယခုလက်ရှိမှာတော့ကျွန်တော်ကဒီနေရာမှာပတ်စံကထုတ်မရသေးပါဘူးဗျထုတ်မြာလေးတွေကဘာကြောင့်လဲဆိုလို့ရှိရင်တော့ကျွန်တော်ပတ်စံကနည်းနေပါသေးတယ်ဗျဒီမှာဆိုလို့ရှိရင်တော့ point ကကျွန်တော်တို့ရှိမှာဆိုလို့ရှိရင်ကျွန်တော်ဘတ်ငွေကျွန်တော်ရှိမှာ1 baht တောင်မပြည့်သေးပါဘူးဗျသူကအနည်းဆုံးကျွန်တော်က1 baht ကနေပြီးတော့မှစပြီးတော့ထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျဒီပိုင်းလေးကိုကျွန်တော်နောက်မှပြောပြပေးတော့မှာဖြစ်ပါတယ်ဒီကောင်အရင်ဆုံးဒီမှာဒီကောင်လေးတွေထပ်ပြီးတော့ပေါင်းပေးလိုက်မယ်ပေါင်းလိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာတစ်ခုmission တစ်ခု level 3ရောက်လာပြီပေါ့ဗျာเนาะ level များလာတာနဲ့အများကျွန်တော်တို့ကပတ်စံတွေပို့ပြီးတော့ရလာမှာပဲဖြစ်ပါတယ်ဗျဒီအပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ပေါင်းလိုက်ပါမယ်ဗျဒီမှာဆိုလို့ရှိရင်ဒီပြောင်းမှုလေးတွေတစ်ချက်လုပ်လိုက်ပါမယ်ပြောင်းမှုလေးတွေပေါင်းလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်ဒီဘက်ကဟာလေးနဲ့ပေါင်းလိုက်မယ်ဒီမှာပေါင်းလိုက်မယ်ဒါမျိုးလေးပြီးသွားဆိုလို့ရှိရင်တော့ဒီမှာဒီကြော်ညာလေးကိုဆက်ပြီးတော့ကြည့်လိုက်ပါမယ်ဗျဆက်ပြီးတော့ပြီးအောင်ကြည့်လိုက်ပါမယ်ဒီကောင်ကတခါကျွန်တော်တို့က mention တစ်ခုလုပ်ပြီးဆိုလို့ချင်းကြော်ညာလေးတွေကြည့်ရတယ်ဒီကြော်ညာလေးတွေကြည့်မှဒါလည်းကျွန်တော်တို့ကဒေါ်လာတွေကျွန်တော်တို့က
ဘတ်မွေတွေကျွန်တော်တို့ကထိုင်းဘတ်တွေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြော်ညာလေးတွေကဘာပဲပြောနေကျွန်တော်တို့ကကြော်ပေးလို့တော့မရဘူးဗျစိတ်ရှည်ဖို့တော့လိုအပ်ပါမယ်ဗျကြော်ညာလေးတွေပြီးဆုံးအောင်ကြည့်လိုက်ပါမယ်ကြော်ညာလေးတွေကြည့်လို့ပြီးသွားပြီဆိုလို့ချင်းတော့အပေါ်ဆုံးမှာကျွန်တော်တို့က crossing လေးတွေ့ရပါလိမ့်မယ်ဒီ crossing ကိုနှိပ်ပြီးလို့ချင်းဒီမျိုးပေါ်လာပြီဆိုလို့ချင်းပတ်စံတွေကဝင်နေတာပဲဖြစ်ပါတယ်ဗျဒီ crossing လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါဒီဘက်လေးနဲ့ပြန်ထွက်လိုက်ပါဒါမျိုးလေးတွေပြီးသွားဆိုရင်ဒီအစိမ်းရောင်လေးကိုလည်းထပ်ပြီးတော့လှုပ်လိုက်ပါမယ်ဗျဒါပြီးတော့ဆိုလို့ရှိရင်နောက်ထပ် level 4ကိုရောက်လာပါပြီပဲဖြစ်ပါတယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ပတ်စံထုံးမဲ့အပိုင်းလေးကိုတွားလိုက်အောင်ဗျ။ဒီလောက်ဆိုလို့ရှိရင်တော့ဒီ application လေးကဒီ game လေးကဘယ်လိုမျိုးဆော့ရမလဲဆိုတာကိုဗလားတို့မိတ်ဆွေတို့ကတည်ပြီးလောက်မယ်လို့ထင်ပါတယ်ဗျ။ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ပတ်စံဘယ်လိုမျိုးထောက်ရမလဲဆိုတာကိုဆက်ပြီးတော့အမြောက်ပေးတော့မှာဖြစ်ပါတယ်ဗျ။ယခုဝိုင်းပြထားတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါမယ်။နှိပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာမှာပတ်စံထုတ်လို့ရမယ်ပမာဏကိုဒီနေရာမှာပြထားမိမှာဖြစ်ပါတယ်ဗျ။ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ two money နဲ့ကျွန်တော်က wallet နဲ့ချိန်ထားတာပဲဖြစ်ပါတယ်ဗျဒီ two money wallet နဲ့ချိန်ထားတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကအနည်းဆုံးဘတ်ငွေ1 baht ကနေပြီးတော့မှစပြီးတော့ထုတ်လို့ရတယ်ဒီနေရာမှာဆိုလို့ရှိရင်2 baht ရှိမယ်5 baht ရှိမယ်နောက်ထပ်10 baht ရှိမယ်ကျွန်တော်က baht 200ရှိမယ်ကျွန်တော်က baht 900ရှိမယ်ဗျအများဆုံးဘတ်900ကနေပြီးတော့မှစပြီးတော့ဒီ application တွေကထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျလက်ရှိကျွန်တော်တို့ကဘတ်900ဆိုလို့ရှိရင်တော့မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့6000ကျော်9000လောက်ရရှိမှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ကမြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က6000ဝန်းကျင်လောက်9000လောက်ရရှိမှာပဲဖြစ်ပါတယ်ဗျဘာလို့လဲဆိုလို့ရှိရင်တော့ဘတ်ဆေးကတရက်နဲ့တရက်အချိန်နဲ့ဒီပြင်းကြီးပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီပတ်စံငွေပမာဏအတိအကျမပြောပြတာဖြစ်ပါတယ်ဗျဒီဟာကတော့ကျွန်တော်တို့ပတ်စံထုတ်လို့ရမယ့်အပိုင်းလေးတွေပဲဖြစ်ပါတယ်ဗျဒီဘက်ကအပိုင်းလေးရဆိုလို့ရှိရင်တော့ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘက်မှာလည်းကျွန်တော်တို့ကပတ်စံတွေထုတ်လို့ရမှာဖြစ်ပါတယ်ဗျဒီဘက်ကဟာကြတော့ပတ်စံအမောက်နည်းနည်းများပါတယ်ဗျဒီအောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဆိုလို့ရှိရင်တော့2%လောက်ပဲရှိသေးတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အများကြီးစူးစမ်းရအောင်မှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ကဒီဟာကတော့ပတ်စံထုတ်မဲ့အပိုင်းလေးတွေပဲဖြစ်ပါတယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ two money နဲ့ထုတ်မယ်ဆိုလို့ရှိရင် two money နဲ့ထုတ်လို့ရတယ်။ paypal နဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ paypal ပေါ်လာမှာပဲဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့မှဗလားတော့မိတ်ဆွေတို့နားလေတဘောပေါက်လောက်မယ်လို့ကျွန်တော်ကမျှော်လင့်မိပါတယ်ဗျ။ကျွန်တော်ပတ်စံထုတ်မဲ့အပိုင်းတွေကိုကျွန်တော်က game ကဘယ်လိုမျိုးကစားရမယ်ဆိုတာကိုလည်းကျွန်တော်ဒီဗီဒီယိုထဲမှာအသေးစိတ်လေးမျှဝေပေးခဲ့တာဖြစ်ပါတယ်ဗျ။နောက်ထပ်ပတ်စံရှာလို့ရမယ် game တွေကျွန်တော်နီလန်းကောင်းတွေကိုကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့မှ sharing လုပ်ပေးတော့ပါဦးမယ်ဗျဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးအဆင်ပြေကြပါစေခင်ဗျာ